အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Scratch ရဲ့ interface အလုပ်လုပ်ပုံကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Scratch ဆိုတာကတော့ကလေးတွေအတွက် game animation story တွေကို law တွေဆွဲရုံနဲ့ဖန်တီးနိုင်တဲ့အခမဲ့ programming ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်အဆိုသင်ခန်းစာလေးကိုစကြည့်လိုက်ရအောင်ပထမဆုံး scratch.mit.edu ကိုသွားပါမယ်ဘယ်ဘက်အပေါ်တောင်းက create လုပ်ကိုနှိမ့်လက်တာနဲ့ editor တွေကိုရောက်ပါပြီ interface မှာအဓိကအဖြစ်အပိုင်းကြီး၃ပိုင်းရှိပါတယ် stick ပထမတစ်ခုက stick လို့ခေါ်ပါတယ် stick ဆိုတာကတော့ညာဘက်ပေါ်တောင်းကအဖြူရောင်ကွက်လက်လေးပါအဲ့ဒီမှာ cartoon character လေးလှုပ်ရှားမှုတွေကိုမြင်ရမှာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ကတော့ block palette ဖြစ်ပါတယ်။ဘယ်ဘက်ချမ်းမှာအရင်ဆုံးအတုံးလေးတွေပါအဲ့ဒါတွေက command တွေပါနံပါတ်3ကတော့ coding area ဖြစ်ပါတယ်အလဲပေါ်ကကြီးမားတဲ့ area ကိုပြောတာပါအဲ့ဒီမှာကျွန်တော်တို့က code block တွေကိုရွေးချပြီးဆွဲချပြီးတော့တိစောက်မှာပဲဖြစ်ပါတယ်state ကြောင်းပြောလိုက်အောင်အရင်ဆုံး state ကိုကြည့်အောင်ပါဒီ state မှာကြည့်လိုက်ရင် x နဲ့ y coordinate ဆိုပြီးတော့နှစ်ခုရှိပါတယ်အလဲကတော့ x coordinate 0 y coordinate 0နေရာဖြစ်ပါတယ်နေအောင် pattern ကိုနှိပ်လိုက်မယ်ဆိုရင် program ကရက်တန်သွားမှာဖြစ်ပြီးတော့အစိမ်းအောင် flag ကိုနှိပ်လိုက်မယ်ဆိုရင်တော့ game ဖြစ်တဲ့ program စတင်မှာဖြစ်ပါတယ်နံပါတ်5အနေနဲ့ကတော့sprite list ကိုဆက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ် state ရဲ့အောက်ခြေညာဘက်ချက်မှာ sprite list ဆိုတာရှိပါတယ် sprite ဆိုတာကဇာတ်ကောင်ဒါမှမဟုတ်ရင်အရာဝတ္ထုတစ်ခုပါပုံမှန်အားဖြင့်ကြောင်တကောင်ရှိပါတယ် sprite edit ထဲကိုဒီအောက်ကခလုတ်၄ခုရှိပါတယ်ကျွတ် sprite ဆိုတာကပုံရွေးရန်ဖြစ်ပါတယ် paint ဆိုတာကကိုယ်တိုင်ပုံဆွဲရန်ဖြစ်ပါတယ် sprite ဆိုတာတော့ကြာပန်းရွေးချယ်ရန်ဖြစ်ပြီးတော့ upload ကတော့ကိုယ်စက်ထဲမှာရှိတဲ့ file တွေကိုတင်လို့ဖြစ်တယ်ဒီ sprite ကိုနှိပ်ပြီးတော့ကျွန်တော်အမည်ပြောင်းလဲနိုင်တယ်ဖြတ်တာတွေကိုပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ် backdrop အကြောင်းလေးဆက်လိုက်အောင် backdrop ဆိုတော့ state ပေါ်မှာ right click သို့မဟုတ်ညာဘက်အောက်ခြေဘက်က backdrop icon ကိုနှိပ်ပြီးတော့နောက်ခံပုံလေးထည့်နိုင်ပါတယ်ဒါက sprite ထည့်သလိုပါပဲဘယ်ဘက်ချက်မှာ block palette ရှိပါတယ်အရောင်လိုက်ခွဲခြားထားတာဖြစ်ပါတယ်အပြောင်လေးကတော့ motion ဖြစ်ပါတယ်ရွေးရှားခြင်းတွေဒီဂရီလဲခြင်းတွေကိုပြုလုပ်နိုင်ပါတယ်ခင်းရောင်ကတော့ lux ဖြစ်ပါတယ်စကားပြောစာသားရေးတာတွေ costume ဆိုတဲ့ဝတ်စုံပြောင်းလဲတာတွေကိုပြုလုပ်နိုင်ပါတယ်ပန်းရောင်လေးကတော့အတန် sound အတန်ထွက်ခြင်းပဲဖြစ်ပါတယ်အဝါရောင်လေးကတော့ advance ဖြစ်ပါတယ် advance ဆိုတော့ flag ကိုနှိပ်လိုက်ရင်စတင်မယ်ဘာလုပ်မယ်ညာလုပ်မယ်စသဖြင့်ပြုလုပ်တဲ့ advance ဖြစ်ပါတယ်လိမ်ဝရောင်ကတော့ control ဖြစ်ပါတယ်စောင့်ဆိုင်မယ်ထပ်လုပ်မယ် wait repetition အဲ့ဒါတွေကိုလုပ်မယ်ကိုပြောတာဖြစ်ပါတယ် sensing ဆိုတာတော့အာရုံခံတဲ့စနစ်ဖြစ်ပါတယ် mouse keyboard တွေကိုအာရုံခံပြီးတော့တင်နိုင်ပါတယ် operator ကတော့တင်ချနဲ့ရုပ်ရည်ပြာတွက်ချက်မှုတွေကိုဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်သူရဲ့အောက်ခြေမှာတော့ my blog ဆိုတာရှိပြီးတော့ကိုယ်ပိုင် blog တွေကိုလည်းတည်ဆောက်နိုင်ပါတယ်အပဲရှိကတော့ coding area ဖြစ်ပါတယ်အခု blog တစ်ခုကိုဆွဲပြီးတော့ coding area တွေကိုဆွဲချလိုက်ပါမယ်ဥပမာ one green flag click ဆိုတဲ့ event block ပါအဲ့ဒီအောက်ကနေပြီးတော့မှ move 10 step ကတ်လိုက်မယ်ဆိုရင်ဒီ sprite လေးက10 step ရွှေ့သွားမှာပဲဖြစ်ပါတယ်အခြားသုံးဝင်သောအပိုင်းများဟိုဘက်မှာ costume tag ရှိပါတယ်ဒီမှာ sprite ရဲ့ဝတ်စုံပုံစံတွေကိုပြောင်းလို့ရပါတယ်နောက် sound tab မှာအတန် file တွေလည်းထည့်နိုင်ပါတယ်ဘယ်ဘက်အပေါ်တော့က add icon ကိုနှိပ်မယ်ဆိုရင် language တွေကိုပြောင်းလို့ရမှာဖြစ်ပါတယ်အပေါ်ဆုံးမှာ file ကနေ save to computer share ခလုတ်တွေကိုနှိပ်ပြီးတော့ရင်းမျှဝေနိုင်မှာလည်းဖြစ်ပါတယ်
ကတော့ Scratch interface အကြောင်းအခြေခံလေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့ game တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်စိတ်ဝင်စားမယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ကြဖို့ပြောလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်